အာရေဘီယာလို့ခေါ်တဲ့အာရဂန်နီယာမြို့တော်ကြီးရဲ့တကောင်ရအချိန်ကာလတစ်ခုဖြစ်ပါတယ်။ဒဲဂန်နီယာရဲ့တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးမြစည်းသမားတယောက်ဟာဂျဖာလို့ခေါ်တဲ့နန်းတွင်းအမတ်ကြီးစီကိုလာရောက်တွေးဆုံခဲ့ပါတယ်။ဂျဖာဟာတာမန်အမတ်တယောက်မဟုတ်ဘဲအမောင်လန်းစဉ်ကိုလိုက်စားတဲ့မော်ဆရာတယောက်ဖြစ်ပြီးသူဟာနှစ်ပေါင်းများစွာရှာဖွေနေခဲ့ရတဲ့ကေးစော့ဝန်သားလို့ခေါ်တဲ့ရန်နာလိုင်ကူကြီးကိုရှာဖွေတွေ့ရှိဖို့ကြိုးစားနေပါတယ်။ဂျဖာဟာစခွက်လို့ခေါ်တဲ့ရွှေကျိုင်းကောင်ပုံစံတော်တပိုင်းကိုရရှိပြီးတဲ့နောက်သူ့ရဲ့ကြက်တူရည်လာကိုနဲ့အတူလှိုင်ကူပွင့်လာဖို့ဆောင်ဆိုင်နေပါတယ်။ရွှေကျိုင်းကောင်နှစ်ပိုင်းဆက်သွားတဲ့အခါမှာတော့သဲတောင်ပြင်ကြီးကနေကြီးမားလာတဲ့ကြားကောင်းပုံစံလှိုင်ကူပေါက်ကြီးတစ်ခုဘွားကနေပေါ်လာခဲ့ပါတယ်။ဂျဖာဟာသူ့ရဲ့လက်ပါစီခါစန်းကိုလှိုင်ကူထဲကိုဝင်ပြီးမော်မီကွက်ကိုယူလာခိုင်းပေမဲ့လှိုင်ကူဆောင်နှစ်ဖျားကခါစန်းကိုချက်ချင်းဝါမျိုးလိုက်ပါတယ်။လှိုင်ကူကြီးကတံမိုးမဖြတ်နိုင်တဲ့စိန်တဝင်းသားလင်းဒီနေရာကိုဝင်ရောက်ခွင့်ရှိရလို့ကြွေးကြော်ပြီးပြန်လဲပိတ်သွားခဲ့ပါတယ်။ဂျဖာတယောက်သူ့ရဲ့အစီအစဉ်ပျက်စီးသွားကြောင်းသိလိုက်ရပြီးအဲ့ဒီစိန်ဝင်းဆိုတဲ့လူသားကိုရှာဖွေဖို့အကြံထုတ်ရပါတော့တယ်။နောက်တစ်နေ့မနက်ခင်းမှာတော့ကျွန်တော်တို့ဟာအာလာဒင်လို့ခေါ်တဲ့လူငယ်တယောက်ကိုတွေ့မြင်ရပါတယ်။အာလာဒင်ဟာမိဘမဲ့တယောက်ဖြစ်ပြီးအာဘူလို့ခေါ်တဲ့မြောက်ကလေးတစ်ကောင်နဲ့အတူဈေးထဲမှာခိုးဝဲစားတောက်ရင်အသက်ရှင်နေရသူပါ။နန်းတော်ဆောင်တွေလိုက်ဖမ်းနေတဲ့ကြားကနေအာလာဒင်ကကျွမ်းကျင်စွာထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပါတယ်။သူဟာတခိုးတယောက်ဖြစ်ပေမဲ့စိတ်ထားကောင်းမှုသူဖြစ်ပြီးသူဟိုးလာတဲ့ပေါင်မုံကိုတောင်စာလောင်နေတဲ့ကလေးတွေကိုပြန်လဲဝင်မြပေးနေရှိပါတယ်။အာလာဒင်ရဲ့အိမ်မက်ကတော့တနေ့မှနန်းတော်ကြီးရဲ့မှာနေရတဲ့တထေးတယောက်ဖြစ်လာဖို့ပါပဲ။တစ်ချိန်တည်းမှာပဲနန်းတော်ထဲမှာစူတန်ဘရင်ကြီးကသူ့ရဲ့သမီးတော်ဂျက်စမင်ကိုလက်ထပ်ထိမ်းများပေးဖို့စီစဉ်နေပါတယ်။ဒါပေမဲ့ဂျက်စမင်ကတော့သူငါ့ကိုချစ်မြတ်နိုးခြင်းမရှိပဲနိုင်ငံရေးအကျိုးစီးပွားအတွက်သာလက်ထပ်ချင်ကြတဲ့မင်းသားတွေကိုညှင်းပယ်နေခဲ့ပါတယ်။စူတန်ဘရင်ကြီးကဥပဒေအရမင်းသမီးကမွေးနေ့မတိုင်ခင်မင်းသားတစ်ပါးနဲ့လက်ထပ်ရမယ်လို့အမိန့်ထုတ်ထားတာကြောင့်ဂျက်စမင်ဟာအရန်စိတ်ညစ်ပြီးနန်းတော်ထဲကနေတိတ်တိတ်ဆိတ်ထွက်ပြေးခဲ့ပါတယ်။ကံကြမ္မာရဲ့စီမံမှုကြောင့်ဈေးထဲကိုရောက်လာတဲ့ဂျက်စမင်ဟာဈေးသည်တယောက်နဲ့ပြဿနာတက်နေချိန်အာလာဒင်နဲ့တွေ့ဆုံခဲ့ပါတယ်။အာလာဒင်ကသူမကိုညှဉ်းဆင်ပြီးကယ်ထုတ်ခဲ့တယ်လို့သူတို့နှစ်ယောက်ကြားကတန်ရုံးစီတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲဂျက်ဖာရဲ့အမိန့်နဲ့နန်းတော်ဆောင်တွေရောက်လာခဲ့ပြီးအာလာဒင်ကိုဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ဂျက်စမင်ကသူမဟာမင်းသမီးဖြစ်ကြောင်းထုတ်ပြောပြီးတားဆီးခဲ့ပေမဲ့ဂျက်ဖာရဲ့အာဏာစက်ကြောင့်ဘာမှမတတ်နိုင်ပဲဖြစ်နေခဲ့ပါတယ်။ထောင်ထဲရောက်နေတဲ့အာလာဒင်ကိုဂျက်ဖာကအဖိုးတယောက်အသွင်ပြောင်းလဲပြီးလာရောက်တွေ့ဆုံပါတယ်။သူကအာလာဒင်ကိုလွတ်မြောက်ချင်ရင်လှိုင်ကူတစ်ခုတည်းကနေမိကွက်တစ်ခုကိုသွားယူပေးရမယ်လို့ပြောဆိုပြီးစီယုံခဲ့ပါတယ်။အာလာဒင်လည်းသဘောတူလိုက်ပြီးသူတို့နှစ်ယောက်ကိစော့ဝန်သားစီကိုရောက်ရှိသွားပါတယ်။လှိုင်ကူကြီးကအာလာဒင်ကိုဝင်ခွင့်ပြုလိုက်ပေမဲ့မိခွက်ကလွဲပြီးဘယ်ရတနာမှမထိရဘူးလို့တတိပေးလိုက်ပါတယ်။အာလာဒင်နဲ့အာဘူးတို့ဟာရတနာတွေပြည့်နေနေတဲ့လှိုင်ကူတွေကိုဝင်ရောက်သွားပါတယ်။အဲ့ဒီမှာသူတို့ဟာမော်ကော်စောတစ်ချက်နဲ့တွေ့ဆုံခဲ့ပြီးမိတ်ဆွေဖွဲ့ခဲ့ပါတယ်။နောက်ဆုံးမှာတော့အာလာဒင်ဟာကြောက်တုံးမြင့်ပေါ်မှာတင်ထားတဲ့မိခွက်ဟောင်းတွေကိုတွေ့ရှိခဲ့ပြီးယူလိုက်နိုင်ပါတယ်။ဒါပေမဲ့အာဘူးကကြီးမားတဲ့ဗဒမြားလုံးကြီးကိုသွားထိလိုက်တဲ့အခါမှာတော့လှိုင်ကူဆောင်နှစ်ဖျားကအမျက်ဒေါသထွက်ပြီးလှိုင်ကူတစ်ခုလုံးကိုစတင်ပြိုကျစေပါတော့တယ်။မော်ကော်စောပြန်ရဲ့အကူအညီနဲ့အာလာဒင်တို့ထွက်ပြေးဖို့ကြိုးစားပေမဲ့လှိုင်ကူဝါကိုရောက်ခန့်ဒီမှာဂျဖာကမိခွက်ကိုအရင်တောင်းပါတယ်။အာလာဒင်ကမိခွက်ကိုပေးလိုက်ပေမဲ့ဂျဖာကဂတိမတီးပဲအာလာဒင်ကိုလှိုင်ကူထဲကိုပြန်ကန်ချလိုက်ပါတော့တယ်။တန်ကောင်းထောက်မစွာနဲ့အာဘူးဟာဂျဖာစီကမိခွက်ကိုပြန်လဲခွေးယူနိုင်ခဲ့ပြီးသူတို့အားလုံးလှိုင်ကူထဲမှာပိတ်မိသွားခဲ့ပါတယ်။မင်းဟောင်းအမောင်ထဲမှာတတိယလာတဲ့အာလာဒင်ဟာမိကွက်ကိုပုတ်တက်ကြည့်လိုက်တဲ့အခါမှာတော့အပြာရောင်မိကိုတွေထွက်လာပြီးဂျင်းနီလို့ခေါ်တဲ့မော်မီကွက်ဆောင်နှစ်ဖျားပေါ်ထွက်လာပါတယ်။ဂျင်းနီဟာပျော်ပျော်နေတဲ့သူဖြစ်ပြီးအာလာဒင်ကိုစူတောင်းသုံးခုကိုဖြည့်ဆည်းပေးမယ်လို့ကတိပြုပါတယ်။ဒါပေမဲ့လူသက်တာလူတယောက်ကိုချစ်လာအောင်လုပ်တာနဲ့တေသူကိုပြန်ရှင်လာအောင်လုပ်တာတွေကလွဲရင်ကျန်တာအကုန်တောင်းဆိုနိုင်ကြောင်းရှင်းပြပါတယ်။အာလာဒင်ကညံများပြီးပထမဆုံးစူတောင်းကိုအသုံးမပြုပဲဂျင်းနီကိုစကနာထိုးပြီးလှိုင်ကူထဲကနေအပြင်ရောက်ခေါ်ထုတ်ခိုင်းပါတယ်။အပြင်ရောက်တော့မှအာလာဒင်ကသူ့ရဲ့ပထမဆုံးစူတောင်းအနေနဲ့ဂျက်စမင်နဲ့လက်ထပ်နိုင်မှုအတွက်မင်းသားတစ်ပါးဖြစ်လာအောင်ဖန်ဆင်းပေးဖို့တောင်းဆိုလိုက်ပါတယ်။ဂျင်းနီကလည်းအာလာဒင်ကိုမင်းသားအလီဘာဘာဆိုတဲ့နာမည်နဲ့မင်းသားတစ်ပါးအဖြစ်ပြောင်းလဲပေးလိုက်ပြီးစင်တွေမြင်းတွေရွှေငွေရတနာတွေပါဝင်တဲ့ကြီးကျယ်ခမ်းနားတဲ့ရေနန်းကြီးနဲ့အာရေဘီယာနန်းတော်စီကိုချီတက်စေပါတယ်။စူတန်ဘရင်ကြီးကမင်းသားအလီကိုသဘောကျပေမဲ့ဂျက်စမင်ကတော့သူမကိုအယုတ်တရုတ်လိုသဘောထားပြီးလာရောက်ဆစ်ဆက်တာကိုစိတ်ဆိုးနေပါတယ်။ဂျဖာကတော့မင်းသားအလီဆိုတဲ့ကောင်ဟာတခုခုလွဲမနေမဲ့ရိမ့်မိပြီးတန်တရားတွေဝင်နေပါတယ်။ညရောက်တော့အာလာဒင်ကမော်ကော်စောပြန်ကိုစီးပြီးဂျက်စမင်ရဲ့လာသာဆောင်ကိုတွားရောက်တွေ့ဆုံပါတယ်။ဂျက်စမင်ကိုကော်စောဘော်ကိုတင်ပြီးကဘာအနက်လိုက်ဖို့ပေးရင်တဘာဝတရားကြီးကဘလောက်လှကြောင်းဆိုတဲ့ခန်းစားချက်ကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ဒီခရီးစဉ်အတွင်းမှာဂျက်စမင်ကမင်းသားအလီဆိုတာသူ့ဈေးထဲမှာတွေ့ခဲ့တဲ့ကောင်လေးမဲ့ရိမ့်မိသွားခဲ့ပေမဲ့အာလာဒင်ကတော့ဟန်ဆောင်ထားဆဲဖြစ်ပါတယ်။သူတို့ပြန်ရောက်တဲ့အခါဂျဖာကနန်းတော်ဆောင်တွေကိုအမိန်ပေးပြီးအာလာဒင်ကိုဖမ်းဆီးကရေထဲကိုပစ်ချပြီးတပ်ပစ်ဖို့ကြိုးစားပါတယ်။အာလာဒင်ရေနစ်နေချိန်မှာမိခွက်ကိုမတော်တဆပုတ်မိပြီးဂျင်းနီထွက်လာခဲ့ပါတယ်။ဂျင်းနီကဒုတိယစုတောင်းအနေနဲ့အာလာဒင်ကိုကယ်တင်ပေးလိုက်ပါတယ်။နန်းတော်ကိုပြန်ရောက်လာခဲ့တဲ့အာလာဒင်ကဂျဖာရဲ့လုပ်ရက်တွေကိုစူတန်ဘရင်ကိုဖွင့်ပြောလိုက်ပေမဲ့ဂျဖာကထွက်ပြေးလွတ်မြောက်သွားပါတယ်။ဒါပေမဲ့ဂျဖာဟာမော်မီခွက်ကိုအာလာဒင်စီမှာရှိနေမှန်သတိထားမိသွားပါတယ်။အာလာဒင်ဟာတ
သူလိန်ညာထားတာတွေပေါ်သွားမှကြောက်လို့ဂျင်းနီကိုပေးခဲ့တဲ့ဂရီဖြစ်တဲ့တတိယဆူတောင်းနဲ့ဂျင်းနီကိုလွတ်လပ်ခွင့်ပေးမယ်ဆိုတဲ့ဂရီကိုဖျက်ပြီးသူမင်းသားအဖြစ်ဆက်ရှိနေဖို့အတွက်ဆူတောင်းကိုတင်ထားခြင်းကြောင့်ဂျင်းနီကိုပြောပြလိုက်ပါတယ်ဂျင်းနီလည်းအာလာဒင်ပြောတဲ့စကားကိုကြားပြီးအယမ်းစိတ်ပြက်သွားပါတယ်ဒီချိန်မှာပဲလာကိုကမီးအိမ်ကိုယူသွားပြီးဂျဖာစီကိုပို့ပေးလိုက်ပါတယ်အာနာရသွားတဲ့ဂျဖာဟာပထမအဆုံးဆူတောင်းအနေနဲ့ဆူတန်ဘရင်ဖြစ်အောင်လုပ်လိုက်ပြီးဒုတိယဆူတောင်းနဲ့ကဘာပေါ်မှာအစွမ်းထက်ဆုံးမော်စရာအဖြစ်ဂျင်းနီကိုဖန်ဆင်းခိုင်းလိုက်ပါတယ်ဂျဖာဟာဆူတန်ဘရင်ဟောင်းနဲ့ဂျက်စမင်ကိုကြုံပြုတ်လိုက်တယ်လို့အာလာဒင်ကိုလည်းမူလပုံစံဖြစ်တဲ့တခိုးလေးအဖြစ်ပြန်ပြောင်းပြီးကဘာအစွန်ဆုံးကရေခဲပြင်စီကိုပုတ်ပစ်လိုက်ပါတယ်ဒီလိုနဲ့အာရေဘီယာတစ်မျိုးလုံးဟာဂျဖာရဲ့အမောင်အာနာဆက်အောက်မှာကြာရောက်သွားပါတော့တယ်ဒါပေမဲ့အာလာဒင်ဟာအရှုံးမပေးပဲမော်ကော်ဇောပြန်ရဲ့အကူအညီနဲ့အာရေဘီယာကိုပြန်ရောက်လာခဲ့ပါတယ်ဂျဖာနဲ့အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးဂျဖာကအေယာမမွေကြီးအဖြစ်ပြောင်းလဲပြီးအာလာဒင်ကိုတတ်ဖို့ကြိုးစားပါတယ်အချိန်ဒီမဟန်တော့တဲ့အာလာဒင်ဟာညံသုံးပြီးဂျဖာကအစွမ်းထက်တယ်ဆိုပေမဲ့ဂျင်းနီတောင်မစွမ်းဘူးလို့ပြောပြီးဂျင်းနီကစက်ကြဝဠာမှာအစွမ်းထက်ဆုံးမှာလို့ပြောလိုက်ပါတယ်ဒေါသထွက်သွားတဲ့ဂျဖာဟာသူ့ရဲ့နောက်ဆုံးဆူတောင်းအနေနဲ့သူ့ကိုဂျင်းနီတကောင်ဖြစ်အောင်လုပ်ပေးဆိုပြီးဆူတောင်းလိုက်ပါတယ်ဂျင်းနီကလည်းဂျဖာကိုအနီရောင်အေယာမဂျင်းနီကြီးအဖြစ်ပြောင်းလဲပေးလိုက်ပါတယ်ဒါပေမဲ့ဂျဖာမေးနေတာကဂျင်းနီတိုင်းမှာကိုပိုင်လွတ်လပ်ခွင့်မရှိပဲမီးအိမ်ထဲမှာနေရမယ်ဆိုတဲ့စီးမြင်ပါပဲဂျဖာဟာအစွမ်းထွက်တဲ့ဂျင်းနီဖြစ်သွားပေမဲ့သူ့ရဲ့ကိုပိုင်မီးအိမ်အမဲထဲမှာလာကုန်နဲ့အတူထာဝရပိတ်မိသွားပါတော့တယ်ဂျင်းနီကဂျဖာရဲ့မီးအိမ်ကိုတဲကန်နီကအဝေးကြီးလွှတ်ပစ်လိုက်ပါတယ်အရာအလုံးပုံမှန်ဖြစ်သွားပြီးနောက်အာလာဒင်မှာနောက်ဆုံးဆူတောင်းတစ်ခုကျန်ရှိနေပါသေးတယ်ဂျက်စမင်နဲ့ဂျင်းနီကအာလာဒင်ကိုမင်းသားတစ်ပါးအဖြစ်ပြန်ပြောင်းပြီးလက်ထပ်ဖို့တိုက်တွန်းပေမဲ့အာလာဒင်ကသူ့ရဲ့ဂရီအတိုင်းဂျင်းနီကိုလွတ်လပ်ခွင့်ပေးလိုက်ပါတယ်ဂျင်းနီကအချုံအနောင်တွေကနေလွတ်မြောက်သွားပြီးအရန်ကိုပျော်ရွှင်သွားပါတယ်ဆူတန်ဘရင်ကြီးကအာလာဒင်ရဲ့စိတ်ထားကိုသဘောကျသွားပြီးဥပဒေကိုပြင်ဆင်ကမင်းသမီးဟာသူနှစ်သက်တဲ့သူနဲ့လက်ထပ်ခွင့်ရှိရလို့အမိန့်ထုတ်လိုက်ပါတယ်နောက်ဆုံးမှာတော့အာလာဒင်နဲ့ဂျက်စမင်တို့ဟာပျော်ရွှင်စွာပေါင်းဖက်သွားကြပြီးဂျင်းနီဟာလည်းကဘာပတ်ဖို့ခရီးထွက်သွားပါတော့တယ်ဒီလိုနဲ့လမ်းဘေးကကောင်လေးတယောက်ဟာမော်ဆွမ်းအားကြောင့်မဟုတ်ပဲသူ့ရဲ့စစ်မှန်တဲ့စိတ်နှလုံးသားကြောင့်သာတကယ်မင်းသားတစ်ပါးဖြစ်လာနိုင်ခဲ့တာကိုဒီဇလန်မှာတွေ့မြင်လိုက်ရပါတယ်